ဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒါဒီနေ့ကတော့ကမ္ဘာဖလား32သင်းအဆင့်ပေါ့နော်ဒုတိယမြောက်နေ့ပေါ့မနေ့ကကနေဒါနဲ့ဆောက်အာဖရိကနဲ့ကန်တယ်ကနေဒါအသင်းကအချိန်ပေါ်မှာ6သွင်းပြီးတော့နိုင်သွားတယ်ဒါဒီနေ့ဘရာဇီးနဲ့ဂျပန်နဲ့ပွဲအကြောင်းကျွန်တော်ပွဲချုပ်သုံးသက်ချက်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ပြောရမယ်ကျွန်တော်ပထမဆုံးဗီဒီယိုလေးဖြစ်လို့ကျွန်တော်စကားပြောတာတွေမှားပါသွားမယ်ဆိုရင်ဒီခံပြီးတော့ကြည်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ကျွန်တော်ဘရာဇီးအသင်းအကြောင်းစပြီးပြောလိုက်အောင်ပေါ့နော်ဘရာဇီးအသင်းအကြောင်းစပြီးပြောရမယ်ဆိုရင်ဘရာဇီးကဒီပြိုင်ပွဲမှာအောင်မြင်ဆုံးအသင်းချန်ပီယံ9ကဖြစ်ပြီးတော့အောင်မြင်ဆုံးအသင်းအခမ်းအနားဆုံးအသင်းပြီးတော့ဒီနှစ်မှာဆိုရင်လည်းဘရာဇီးကချန်ပီယံဖြစ်ဖို့ဒီဘက်အစားဆုံးအသင်းတွေကတည်ပေါ့နော်ဘရာဇီးရဲ့အားသာချက်တစ်ခုကဘောလုံးပိုင်ဆိုင်မှုဒါ individual skill တိုက်စစ်ဖန်တီးနိုင်စွမ်းနေပေါ့နော်ဒါသူတို့ကပွဲကိုကိုယ့်အချိန်နဲ့ကိုယ်ကစားမယ်ဆိုရင်တော့ဒါဘယ်အသင်းမှထိန်းလို့မရနိုင်ဘူးပေါ့နော်ထိန်းလို့မရတော့ဘူးရှေ့တန်းမှာဆိုရင်လည်းဒါ Vinicius Junior, Matheus Cunha, Neymar Junior, Rafinha တော့ပြန်ပါနိုင်မလားတော့မသိဘူးပေါ့နော်ဒါတိုက်စစ်ကသူတို့အတွက်တိုက်စစ်ခံစစ်မှာဆိုရင်တော့ဒါနည်းနည်းလေးပြဿနာတော့ရှိတယ်Marquinhos ရဲ့Gabriel ကဒါသူတို့နှစ်ယောက်ကအချိတ်ဆက်သိပ်နည်းနည်းအားနည်းနေတယ်လို့ထင်တယ်အဲ့ဒီအပြင် Casemiro ကပါဒါနည်းနည်းလေးသူတို့နှစ်ယောက်နဲ့ခံစစ်သမားနှစ်ယောက်နဲ့ကစားရတာနည်းနည်းအချိတ်ဆက်လွဲနေတယ်လို့ကျွန်တော်ကတော့မြင်တယ်သူတို့၃ယောက်စလုံးကတော့ကလပ်အသင်းကိုစီမှာကောင်းကြတဲ့ကစားသမားတွေတော်တော်လေးကောင်းတဲ့ကစားသမားတွေဖြစ်တယ်ဒါပေမဲ့သူတို့နိုင်ငံအသင်းရောက်သွားဆိုရင်သူတို့၃ယောက်ကနည်းနည်းလေးတော့တိုင်ပတ်တဲ့အနေထားလေးတွေရှိတယ်အဲ့ဒါတခုတော့ဒါစောင့်ကြည့်ရမှာပေါ့နော်ဒါဘရာဇီးကအုပ်စုတွင်းမှာဆိုရင်ပေါ့နော်အုပ်စုတွင်းမှာမော်ရိုကိုဟေတီစကော့တလန်အဲ့အသင်းတွေနဲ့ကြာရောက်ခဲ့တယ်ပထမဆုံးမော်ရိုကိုပွဲမှာဆိုရင်သူတို့တရေကြတယ်စကော့တလန်ကိုနိုင်တယ်ဒီဟေတီကိုလည်းနိုင်တယ်ဂိုးပြတ်တွေနဲ့နိုင်ခဲ့တယ်ဒါသူတို့ရဲ့အုပ်စုတွင်းပွဲစဉ်ပေါ့နော်အုပ်စုအဲ့ဒီကနေပြီးတော့သူတို့အုပ်စုပထမနဲ့ဒီ32သင်းအစီကိုတက်ရောက်လာနိုင်ခဲ့တယ်ပေါ့နော်ဒါဘရာဇီးအသင်းရဲ့အခြေအနေပေါ့ကျွန်တော်တို့ဒုတိယအနေနဲ့ဂျပန်ဘက်ကိုကြည့်မယ်ဆိုရင်ဂျပန်ကနာမည်ကြီးကစားသမားတွေအများကြီးမပါဘူးအသင်းလိုက်ကစားပုံအခြေခံထားတဲ့အသင်းအသင်းဒါပေမဲ့ကစားသမားတိုင်းကပြေးရကောင်းတယ်နေရာယူပုံကောင်းတယ်နီးပြရဲ့နီးဗျူဟာတော့အဲ့လိုသူတို့လိုက်ကစားနိုင်တယ်ပေါ့စီးကန်တကြလိုက်ကစားနိုင်တယ်ဂျပန်ရဲ့နောက်ထပ်အားသာချက်တစ်ခုကပြိုင်ဘက်ကိုဖိအားပေးပြီးတော့ဘောလုံးလူယူတာအဲ့လိုဘောလုံးလူယူတယ်ပြီးတော့ဘရာဇီးကတိုက်စစ်ကိုအလွန်အကျွံအဲ့လိုရှေ့မှာလူတွေအများများနေပြီဆိုရင်ကောင်တာခံရနိုင်တယ်ဒါဂျပန်အတွက်ဂျပန်ရဲ့အားသာချက်တွေပေါ့နော်ဒီပွဲမှာအဓိကဆုံးဖြတ်မှာကွင်းလေလို့တော့ထင်တယ်ဘရာဇီးကွင်းလေဘရာဇီးတိုက်စစ်နဲ့ဂျပန်ကွင်းလေလို့တော့ထင်တယ်ဘရာဇီးကဘောလုံးထိန်းပြီးတော့တဖြည်းဖြည်းချင်းဖိကစားမယ်ဂျပန်ကတော့ပြေးရနဲ့ pressing လုပ်မယ်ဘရာဇီးကိုပြန်ပြီးတော့ဒီကောင်တာအတက်နဲ့ပြန်ပြီးတော့ဖိအားပေးမယ်ဘယ်အသင်းကပို့ပြီးတော့အဲ့ကွင်းလေကိုထိန်းချုပ်နိုင်မလဲဆိုတာပွဲအဖြူပြောင်းလဲနိုင်တယ်ဗျအရေးကြီးတယ်အများကြီးတက်ရောက်စေတယ်ပေါ့နော်ပွဲအဖြူနောက်တစ်ခုကကြတော့ဒါဂိုးအကြောင်းပြောမယ်ပေါ့နော်ဘရာဇီးကပထမပိုင်းမှာစောစောစီးဂိုးရသွားမယ်ဆိုရင်တော့ဒါဂျပန်ပြန်ပြီးတော့တိုက်စစ်ဖွင့်ကိုခဲရင်သွားနိုင်တယ်ဂျပန်ကစောစောစီးတကိုးရသွားမယ်ဆိုရင်လည်းဒီဂျပန်ဘက်ကဒီပလေယာတွေကဒီဘရာဇီးတိုက်စစ်ကိုခံနိုင်မယ်လို့တော့မထင်ဘူးဘရာဇီးကလည်းသူရင်ကိုယ်တင်ပြန်ကစားမယ်ဆိုတော့ပွဲကကြီးကောင်းမဲ့ပွဲတစ်ပွဲတော့ဖြစ်လာနိုင်တယ်ဒါပေမဲ့တို့ဒါတပွဲလုံးခြုံပြီးသုံးသပ်ရမယ်ဆိုရင်တော့ဘရာဇီးကပထမဆုံးဂိုးစောရသွားမယ်ဆိုရင်တော့ပထမပိုင်းမှာပေါ့နော်ဂိုးစောရသွားမယ်ဆိုရင်တော့ဂျပန်အတွက်တိုက်စစ်ဖွင့်ဖို့ကနည်းနည်းလေးခက်ခဲနိုင်တယ်ဒါပေမဲ့ဂျပန်ကပထမဦးဆုံးဂိုးရသွားရင်လည်းဒါဘရာဇီးနဲ့သူတင်ကိုတင်ရှင်ပြီးကစားကြမှာပေါ့နော်ဒါပို့ပြီးတော့ကြီးကောင်းတဲ့ပွဲတစ်ပွဲဖြစ်နိုင်တယ်အဲ့ထက်ပိုရင်တော့လေဒါအချိန်ပိုတွေ penalty တွေရောက်သွားနိုင်တာပေါ့နော်အဲ့ဒါဆိုရင်လည်းပွဲကနောက်ထပ်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်ပို့ပြီးတော့ကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ဂိုးခံမှန်းချက်ကတော့ Brazil 2ဂျပန်1လို့တော့ကျွန်တော်ခံမှန်းထားတယ်ပေါ့နော်ကဲကိုကြည့်နေတဲ့လူတွေရောဘယ်လိုထင်လဲဘရာဇီးက16သင်းစင်ကိုပဲတက်ရောက်သွားနိုင်မလားဒါမှမဟုတ်ဂျပန်ကပဲ16သင်းစင်ကိုတက်ရောက်သွားနိုင်မလားဆိုတာအောက်က comment အောက်မှာဝင်မှန်းခဲ့ပေးလို့ရပါတယ်ဒါကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါစကားတွေအမှားပါသွားရင်ကျွန်တော်ဘက်ကတောင်းပန်ပါတယ်လို့ကြည့်ရှုပေးတဲ့လူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ် like နဲ့ subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံးကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်